ကျွန်တော်တို့ NS Mobile Technology မှာဖုံးပြင်တင်တန်းကိုဝါသနာပါလို့တက်ရောက်နေကြတဲ့ကျောင်းသားကျောင်းသူတွေပါဒီနေ့ဒီဘက်အချမ်းကတော့ Husky အဖြုတ်တက်လေ့ကျင့်ပါတယ် ICK ဖို့ဂျမ်ပါကျော်မိန်းကလေးတွေလည်းတက်လို့ရပါတယ်ကျောင်းလေးပြေးတာလွယ်မို့ဟမ်ဒါကတော့ဂျမ်ပါကျော်တာလေ့ကျင့်နေတာပါဒါကြတော့65သိန်းနဲ့ကွန်ပျူတာကြီးကိုဝယ်မဲ့တတိလေးဘာလို့နေတာလဲဆိုတော့ socket အဖြုတ်တဲ့လေ့ကျင့်တာဖြစ်ပါတယ်ဒီဘက်တော့ ski ကောင်းပါတယ်သူကတော့ခဲဖို့တဲ့အဆင့်ကိုရောက်သွားပါပြီ IC ခဲဖို့လေ့ကျင့်နေပါပြီဒီဘက်ကျတော့ဒီဘက်ဘာလုပ်နေရလဲဒီဘက်ဘာလုပ်နေရUSB ကောင်းနေလက်ချက်တွေစင်ကတ်ထိုင်တွေကွန်ပိုးနံတွေဖြုတ်တဲ့လေ့ကျင့်နေတာဖြစ်ပါတယ်ဟိုဘက်ကျတော့ကျွန်တော်တို့ဒါကျတော့ဓာတ်တော်တော့ဝယ်လိုက်ပါပြီကြော်ပရောကြီးဓာတ်တော့ဝယ်နေပါပြီဒီတရားကျတော့ကိုဘောနဲ့ဖြုတ်တဲ့လုပ်နေတာဖြစ်ပါတယ်ဒီဘက်ကျတော့ကျွန်တော် Borneo 2 Tyrant ကို used to ဖြစ်အောင်Borneo 2မှာပါနေတဲ့တခြားဖုန်း model တွေရဲ့ပတ်လန်းတွေကိုနားလည်အောင်လေ့လာနေတာဖြစ်ပါတယ်နည်းနည်းတော့မြင့်ပါတယ် Second Pro Max ပါနော်အဲ့မှာပဲမြင်မှုတာပါကျွန်တော်မပြဒါရသူတို့လေးလာနေကြတာဖြစ်ပါတယ်သူတို့တွေအခုလိုမျိုး mobile phone ပညာရက်တွေကိုလေးလာသိယူခြင်းနဲ့ဆိုရင်3999က420 321ကိုဆက်သွယ်ပြီးစုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ normal class နဲ့ special class ဆိုပြီးရှိပါတယ်မိမိကြိုက်တဲ့တက်ရာကိုရွေးချယ်သိယူနိုင်ပါတယ် special class တက်ရင်ပိုကောင်းပါတယ်ခင်ဗျာပတ်စံပို့ရလို့ပါတော့ကျွန်တော်တို့ service center က level အဆင့် B အဆင့်ကိုရောက်တော့မဲ့ senior ကိုကြီးတွေဖြစ်ပါတယ်ဒီဘက်ချမ်းမှာသူတို့ဒါဆိုခဲဖို့နေတာပါဒီဘက်ကကျတော့ Facebook သုံးနေတာပါဒီဘက်ကကျတော့ဒီဘက်ကကျတော့ CPU နဲ့ eMMC ကိုသူတို့ဖြုတ်တက်လုပ်နေတာဖြစ်ပါတယ်ဒီဘက်ကျတော့ software ဆရာကြီးပေါ့ Rafa လုံးကြီး software လူဟိုလူဒီလူနဲ့လုံးနေတာပါဘောင်ချာကြီးတော့ချလာတယ်ဒါကြတော့တို့အရှင်ဘုရားရှင်တွေပြောင်းသွားပြီဒီဘက်ကျတော့လေးလာနေတာဖြစ်ပါတယ်လာရှုပ်ပါလေးလာနေရအဲ့စင်အဲ့လိုသူများဟောလေးလာနေတာပေါ့ကိုကတည်းကမလုပ်တော့ဘူးပေါ့ပိုပြီးတီးကြအောင်အဲ့လိုဒီမှာရေအဲ့ဒါဘာတွေကတ်နေရလဲရေကျိုးတွေဟိုဒါတော့ဘကိုးလုံးနေတယ်ဘာလုံးနေတော့မသိပါဘူးဒီဘက်ကတယောက်